2025လေးလပဲ3ရက်နေ့နော်မနေ့ပိုင်းတော့တပြားမရဘူးကဲညနေပိုင်းမှာကျွန်တော်ဘယ်လောက်ရလဲနော်တစ်ချက်လောက်ပို့လိုက်မယ်နော်โอ้ညနေပိုင်းတော့980နော်တွေ့လား980ဘတ်ရတော့ဗောနော်ဟာနော်မြန်မာနိုင်ငံမှာငလင်တန်ကြောင့်ဒုက္ခရောက်နေတဲ့လူတွေတပုတ်ကြီးကျွန်တော်သိတယ်နော်ကျွန်တော်လူပြီးနော်ကျွန်တော်တမျိုးမထင်နဲ့နော်ကျွန်တော်လူပြီးနော်လူပြီးလို့နော်အခုလက်စစ်ကိုလုံနေတဲ့စီးပွားရေးကိုလုံနေတာနော်ကျွန်တော်မလူရသေးလို့လာပြီးတော့ကြော်ညာလာပြီးတော့စီးပွားရေးလာလောက်တော့ line ပေါ်မှာလာပြီးတော့တက်လာတာမဟုတ်နော်ကိုလုံမကိုစားရတယ်လေဟုတ်တော့ကျွန်တော်အလုပ်ကတော့ဖိုးထဲမှာလှုပ်တဲ့အလုပ်ဖြစ်တဲ့ကြောက်ဖို့နော်ကျွန်တော်လာပြီးတော့ကြော်ညာပေးတာပေါ့နော်စီးပွားနဲ့ပတ်သက်တော့လာလေးလာချင်းနေဆိုလေးလာလို့ရတယ်နော်ကျွန်တော်ကတော့မြန်မာနိုင်ငံမှာငလေတန်ကြောင့်မြန်မာပြည်သားတွေဒုက္ခရောက်ရဆိုတာကျွန်တော်နားလဲတယ်ကျွန်တော်လည်းမြန်မာပြည်သားတယောက်အနေနဲ့ကျွန်တော်ကိုကြီးစားတယ်ဟုတ်တော့ကျွန်တော်ကတောက်တနေရာနဲ့ကျွန်တော်တတ်နိုင်တယ်လို့ကျွန်တော်လူပြီးလေဟုတ်တော့လူပြီးဆိုတော့စီးပွားရေးကိုလက်စစ်လုံးနေတဲ့စီးပွားရေးလာကြော်ညာလို့ရမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ကိုကမကြော်ညာဘူးကိုကဘာနဲ့သွားစားမလဲကိုအလုပ်လုပ်တယ်လေကိုကဖိုးထဲမှာဖိုးထဲပတ်သက်တဲ့အလုပ်ကိုလုပ်တယ်လေโอเคနော်ကျွန်တော်အဲ့လောက်ပြောကျွန်တော်လည်းနားလည်ပေးပေါ့နော်ကိုကတောက်တနေရာကိုလူပြီးဆိုရင်ကိုလောက်စားစီးရလောက်ရမို့နော်โอเคကဲဒီနေ့ကတော့၄လပိုင်း3ရက်နေ့နော်ဒီနေ့ကတော့4လပဲ3ရက်နေ့ကျွန်တော်ဘယ်လောက်ရလဲဆိုတာကိုအခုကြည့်နေတဲ့ message ကိုလာပြီးတော့ပြပေးမှာဖြစ်ပါတယ်။နော်ပြီးခဲ့တဲ့လတော့ကျွန်တော်ဘယ်လောက်ရလဲလဲကျွန်တော်ပြပေးမယ်။ဒီနေ့တရက်ထဲလဲဘယ်လောက်ရလဲဆိုတာကိုပြပေးမယ်နော်။ Okay လာအကြည့်ဒီမှာနော် Facebook တော့ဗာတော့နော် software တွေအများကြီးဝင်ငွေစာလို့ရတော့ဗောနော်။ကဲဒီ software မှာကျွန်တော်တို့ကဝင်ငွေစာဗောနော်။ဒီ software မှာသူ့ရဲ့ပစ္စည်းကိုကျွန်တော်တို့ကကြော်ညာဖြတ်ဝေပေးတာပဲနော်။ဒီနေ့ကတော့နော်မနေ့ပိုင်းတော့တပြားမှမရဘူးနော်တွေ့လား။နော်2025လေးလပဲ3ရက်နေ့နော်မနေ့ပိုင်းတော့တပြားမရဘူး။ကဲညနေပိုင်းမှာကျွန်တော်ဘယ်လောက်ရလဲနော်တစ်ချက်လောက်ပို့လိုက်မယ်နော်โอ้ညနေပိုင်းတော့980နော်တွေ့လား980ဘတ်ရတော့ဗောနော်ဒီမှာနော်4လပိုင်း3ရက်နေ့2025နော်တရက်ထက်နဲ့ကျွန်တော်980ဗောနော်အခုငွေစင်းနဲ့တွက်မယ်ဆိုရင်ကျွန်တော်တရက်ကိုမြန်မာငွေ3သိန်းကျော်ရတော့ဗောနော်ဒီအောက်ကတစ်ခုရတော့ဘတ်ငွေ4000နဲ့3969ဘတ်အဲ့ဒါကတော့ပြီးခဲ့တဲ့လတော့ဗောနော်ပြီးခဲ့တဲ့လတော့ကျွန်တော်ဘတ်4000ရတော့ဗောနော်ဒီ software နော်ကိုယ့်ရဲ့ folder မှာစီတမျှ software တွေဝင်ငွေစာလို့ရတာပေါ့နော်ကျွန်တော်ကတော့ double software ကိုအကြိုက်တဲ့ကြောက် double software ကိုဝင်လောက်တာပေါ့နော်ဒီနေ့တရက်တည်းနဲ့980ပေါ့နော်၄လပဲ3ရက်နေ့2025နော်အဲ့လိုမျိုးလေးပေါ့နော်လာပြီးတော့ကြော်ညာပြတာတမျိုးမထင်နဲ့ပေါ့နော်ကိုက folder မှာအလုပ်လုပ်တဲ့ကြောက်ပေါ့နော် folder မှာအလုပ်လုပ်တာကိုကြိုက်တဲ့လူတွေရှိလားရှိလို့စိဝင်လောက်လို့ရတယ်နော်ကျွန်တော်ဒီနေ့တရက်တည်းနဲ့ဘတ်ငွေ980နော်၄လပဲ3ရက်နေ့2025နော်တရက်ကိုကျွန်တော်980ဘတ်ရတာပေါ့နော်မြန်မာငွေနဲ့ဆိုရင်တရက်ကိုကျွန်တော်3သိန်းကျော်3သိန်းလောက်ရတာပေါ့နော်3သိန်းတော့မကျော်ဘူး3သိန်းလောက်ရတာပေါ့နော်โอเคကျွန်တော်လိုမျိုးရချင်နေဆိုရင်လာပြီးတော့အလေးလာတင်ယူလို့ရတယ်လာပြီးတော့ join လို့ရတာပေါ့နော်အခုမြန်မာနိုင်ငံမှာနော်ငလေတန်ကြောင့်နော်အခြေအနေမကောင်းဆိုတော့ကျွန်တော်နားလေတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့သမုတ်တရားဝန်းတို့ထွာအတွက်ကျွန်တော်တို့ကတော့ကြာရအလုပ်ကိုကစူးစမ်းရမှာပဲလေနော်မြန်မာပြည်သားမှာမြန်မာနိုင်ငံမှာငလေလောက်ရဲဆိုတော့ကျွန်တော်တို့တနေရာကျွန်တော်တို့တန်းနိုင်တလောက်လဲပံ့ပိုးပြီးလေနော်ကျွန်တော်တို့လည်းလက်စစ်နောက်အခါလဲကျွန်တော်တို့ထပ်ပြီးတော့ပတ်ပိုးပေးမယ်เนาะကျွန်တော်တို့ဒီထက်မကလည်းစူးစမ်းအောင်မယ်เนาะရလာတဲ့ဟာကိုလည်းပြန်ပြီးတော့လူပေးအောင်မယ်เนาะโอเคအခုကြည့်နေတဲ့သူတွေကျွန်တော်လက်စစ်လုပ်နေတဲ့စီးပွားရေးကိုစိတ်ဝင်စားတဲ့လေ့လာခြင်းနဲ့ဘယ်လိုလုပ်ရမလဲနားမလည်ဘူးဆိုရင်ကျွန်တော် TikTok profile အောက်မှာ Facebook link ချထားတယ်ရွလာမေးပါလူမျိုးဘာသာမခွဲခြားပါเนาะအရင်ဆုံးလာလေ့လာလို့ရတယ်ရွအကောက်ဖွင့်ပြီးတော့ကျွန်တော်လိုမျိုးဝင်ငွေစာခြင်းနဲ့ဆိုရင်ရွအကောက်ကနေစီးပွားရေးအကောက်ပြောင်းမလုပ်တော့ဘူးဆိုရင်လာမေးပါเนาะကျွန်တော်တိတလောက်တတလောက်ပြောပြတင်ပြပေးမယ်เนาะโอเคအဲ့လောက်ပြောချင်တဲ့အားလုံးမင်္ဂလာပါเนาะကျွန်တော်လိုမျိုးရချင်နေဆိုရင်လာပြီးတော့တူတူလေ့လာသင်ယူကြစို့เนาะ